cái alo mẹ bây giờ ta mới đi bà thằng cái lên ta không biết mẹ nó từ chạy chạy lên nó thằng cha bà trong lúc đó bà ấy ta mới đi con này ta mới con lo bà số bị đó lên nhà khăn này lo bà u ta khai đấy đại ấy lên luôn bây giờ đại gia muốn ta mới đi bà cái lên xem bị gì này nó alo cô lên nhà đấy cô lúc kinh xây dựng lo bà cô lúc mình lại lên bên đi đấy xem khám mà ta mới đi cái từ chạy chạy lên nãy lại ao từ chạy nó thằng cha nó để cái lúc nãy lại đã xin lênဖုန်းဆက်ပြီးတော့မင်းလို့ရတယ်အဖဖုန်းနံပါတ်ကိုလည်းအဖတင်ပေးထားတယ်နော်။ဘာကြောင့်လဲဆိုတော့ဘာကစကားကနည်းနည်းဝဲတာဖြစ်တဲ့အတွက်သာသမီတွေနားမလည်တဲ့သူတွေရှိမှဆိုလို့နော်။ဟုတ်ပြီဒါဆိုရင်အဖပြောမယ်အဖရဲ့နာမည်တွေကိုယူသုံးနေတဲ့သူတွေကိုအလိမ်ညာခံနေရတဲ့အဖသာသမီတွေအားလုံးပဲအလိမ်ညာမခံရအောင်လို့အခုဒါအဖကအဖကိုယ်တိုင်ထုတ်ပြရခြင်းဖြစ်တယ်နော်။ဒါကြောင့်မို့သာသမီတွေအကုန်လုံးအဆင်ပြေဖို့အတွက်ကိုအဖကူညီပေးမယ်ဟုတ်ပြီလား။ဒါပေမဲ့အဖပြောချင်တာကအဖစင်တိုင်းကိုညီပါဆိုလို့တော့အဖကိုညီပေးလို့မရဘူးနော်။ဘာကြောင့်လဲဆိုတော့အဖမှလည်းစီမီစကန်နေနဲ့အဖကလည်းပြောမဆိုလို့ချင်းကိုလှုပ်ချင်တဲ့ဆန္ဒတိုင်းလှုပ်လို့မရဘူးဖြစ်နေတာလေးတွေရှိနေတယ်။